Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ main Burmese blog ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ချက်ပြပေးမှာကတော့ wow ငနက်တောက်ဆန်းပဲဖြစ်ပါတယ်ငနက်ကကျွန်တော်ဒီမှာဈေးကြီးကနေ20သားဝယ်လာတယ်30သားကို1000ပဲရုပ်ချောလို့လည်းအပူထည့်ပေးလိုက်တယ်ဒီမှာ9កောင်10កောင်လောက်ရှိတယ်ဆိုတော့ဒီငနက်တောက်ဆန်းမှာဘာတွေထည့်ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပါမယ်ရှေ့စောကဒီ6ပြီးလို့ရှိရင်ဇပလင်ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်နည်းနည်းပဲထည့်ပါမယ်ပြီးလို့ရှိရင်ကျွတ်တုံနေဂျင်းကျွတ်တုံဖြူမယုံကြည်စိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီငနက်တောက်ဆန်းချက်ဖို့အတွက်ဒီခုန ingredient တွေကိုကျွန်တော်ဘယ်လို preparation လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့